Premier League တာမရှိတော့ရင်ဘောလုံးလောကဘယ်လိုဖြစ်သွားမလဲကမ္ဘာပေါ်မှာ Premier League ကလူကြီးများစုနဲ့ငွေကြေးရင်အားတောင်တင်းဆုံးလိတစ်ခုဖြစ်အားလုံးကလက်ခံထားကြပါတယ်ဒါပေမဲ့တကယ်တမ်းစူးစမ်းကြည့်မယ်ဆိုရင်တော့ Premier League ကနာမည်ကြီးသလောက် National ပိုင်းနဲ့ကစားကွက်အလှပပိုင်းမှာအားနည်းချက်တွေအများကြီးရှိနေတာအမှန်ပဲဖြစ်ပါတယ်အတင်းတော်များများကစနစ်တကျကစားတာထက်ခန္ဓာကိုယ်အင်အားသုံးပြီးကျုံလို့ကစားတတ်ကြတာကြောင့်ဘောလုံးကစားပုံရဲ့စစ်မှန်တဲ့အမှုပညာကိုခန်းစားခြင်းနဲ့ပရိသတ်တွေတော့အားမရစရာတွေအများကြီးဖြစ်နေတတ်ပါတယ်ဒါဟာအင်္ဂလန်ဘောလုံးလောကရဲ့ရိုးရာဖြစ်တဲ့ KRS ဆိုတဲ့အပြည့်ပြည့်မွေးဆက်ဆံကစားကွက်တွေကနေခုထိရုံမထွက်နိုင်သေးတာကိုပြသနေတာဖြစ်ပါတယ်တကယ်လို့သာ Premier League ဆိုတာကြီးပျောက်ကွယ်သွားမယ်ဆိုရင်ဘောလုံးပရိသတ်တွေရဲ့အကြည့်တွေကဘယ်ကိုရောက်သွားမလဲအဖြေကတော့ရှင်းပါတယ်စပိန်လာလီဂါနဲ့တူ Real Madrid Barcelona တို့စီကိုအရင်ဆုံးရောက်ရှိသွားမှာအသေးချပဲဖြစ်ပါတယ်လာလီဂါက National ပိုင်းဆိုင်ရာကျွမ်းကျင်မှုနဲ့ဘောလုံးပေးပို့မှုအမှုပညာမှာ Premier League ထက်အများကြီးသားလုံးနေပါတယ်ကစားမတူချင်းစီရဲ့ခြေစွမ်းနဲ့ကစားကွက်တိဆောက်ပုံတွေကကြီးအပ်သူဖို့မျက်စိပဓာသားဖြစ်စီုံနဲ့မကပဲဘောလုံးရဲ့တကယ်အရသာကိုပေးစွမ်းနိုင်တာအမှန်ပဲဖြစ်ပါတယ်လာလီဂါမှာတော့အသင်းငယ်လေးတွေကတော့မှဘောလုံးကိုပိုင်ဆိုင်မှုအသာစီးရအောင်ကစားတတ်ကြပြီးကစားကွက်ကိုစိတ်ရှိလက်ရှိတိဆောက်ပြတတ်ကြတာက Premier League ကကျုံးလို့ကန်တင်တဲ့ပုံစံတဲ့အများကြီးပိုပြီးဆွဲဆောင်မှုရှိပါတယ်နောက်ထပ်ပိုပြီးစိတ်ဝင်စားစရာအကောင်းဆုံးဖြစ်လာမှာကတော့ဂျာမနီရဲ့ဘွန်ဒေါလိဂါနဲ့အီတလီစီးရီးပြိုင်ပွဲတွေပဲဖြစ်ပါတယ်ဒီလိဂါကစားကွက်တိဆောက်ပုံနဲ့ကန်စီနေပြပိုင်းမှာပရီးမီးယားလိထက်အများကြီးပိုပြီးစိတ်ဝင်စားဖို့ကောင်းတယ်လို့ပရိသတ်တွေအတွက်လည်းတကယ်ကိုရသာရှိတဲ့ပွဲစဉ်တွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဂျာမန်တို့ရဲ့ဆက်ရုပ်ဆန်ဆန်ထိကြတဲ့တိုက်စစ်ဆင်မှုတွေကွင်းလည်ဖြစ်တောက်မှုတွေနဲ့အီတလီတွေရဲ့ခိုင်မာလုံးနဲ့ကန်စီကစားပုံတွေကဘောလုံးပြိုဟာကိုဝါသနာပါတတွေအတွက်တော့နေပန်ပုံပဲဖြစ်ပါတယ်အီတလီလီမှာတော့ဂိုးရဖို့ဆိုတာကတကယ်ကိုအုံနောက်ချင်းအားပြန်ရတဲ့ကစားကွက်တွေနဲ့ပေါက်ထွင်းရတာဖြစ်တာကြောင့်အင်္ဂလန်လိဂါဂိုးပေါက်ရှိမှဝေယုံသုံးကားဖြစ်နေတဲ့ပုံစံမျိုးတွေနဲ့လုံးဝကွာခြားနေပါတယ်။ဒါပြင်ပြည်တက PSG လို့အသင်းကြီးတွေကလည်းကဘာကျော်ကျယ်ပွင့်ကစားမကြီးနဲ့တူကဘာဆင်းမှာဆက်လက်တောက်ပနေအောင်မှာဖြစ်ပါတယ်။ Premier League ရဲ့ငွေကြေးအင်အားနဲ့မီဒီယာအချင်းဝါဒမရှိဘူးဆိုတော့ဥရောပရဲ့တခြားလိကြီး၄ခုကြားမှာအားပြိုင်မှုတွေခုထပ်ပိုပြီးပြင်းထန်လာမှာဖြစ်တယ်လို့မျှတော့တဲ့ပြန်ဆိုင်မှုတွေကိုလည်းမြင်တွေ့ရနိုင်ခြေရှိနေပါတယ်။အင်္ဂလန် Premier League ရဲ့ဈေးကွက်လက်မှုအောင်မှာဖုံးကွယ်နေတဲ့တခြားလိတွေရဲ့ထိုးကြတဲ့အီဒီယိုတွေကလည်းပိုပြီးထင်ရှားလာမှာဖြစ်ပါတယ်။အထူးသဖြင့်ကစားမဈေးကွက်မှာ Premier League အသင်းတွေကဈေးနှုန်းတွေကိုလိုအပ်ထက်ပိုပြီးဖုံးပွားအောင်လုပ်နေတာတွေမရှိတော့ရင်ဘောလုံးလောကပိုပြီးများတဲ့နေရာတစ်ခုဖြစ်လာမှာသိကြပါတယ်။ဒီကုန်းချုပ်ရပြောမယ်ဆိုတော့ Premier League ကစီးပွားရေးအအောင်မြင်နေပေမဲ့ဘောလုံးရဲ့အနေအထားပိုင်းမှာတော့တခြားလိကြီးတွေကိုမမီနိုင်တာတွေအများကြီးရှိနေပါသေးတယ်။ La Liga City ရဲ့ Bundesliga နဲ့ Ligue 1 တို့ကသူတို့ရဲ့ကိုပိုင်ဟန်ပန်နေတဲ့တူဘောလုံးလောကကိုပိုပြီးစုံလင်လှပအောင်ဖန်တီးပေးနေကြတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့မာကန်ဘောလုံးပရိသတ်ကြီးတို့ကရော Premier League ရဲ့အင်အားသုံးကစားပုံကိုကြိုက်သလားဒါမှမဟုတ်တခြားလိတွေရဲ့နေစနစ်ကြကြအလှပတွေကိုပိုပြီးခန်းစားကျင်သလားအမှန်တရားကတော့ Premier League ဆိုတဲ့ဖန်တီးထားတဲ့အရေးကြီးကိုဖယ်ခွာကြည့်လိုက်မယ်ဆိုရင်တော့ဘောလုံးလောကရဲ့တကယ်စစ်မှန်တဲ့ကြောင်းမြတ်ရတနာတွေကိုမြင်တွေ့ရမှာအသေးချပဲဖြစ်ပါတယ်ဒီမှာ United ကတည်းကအမားကိုချစ်